episode တို့လေးရဲ့ဆောက်မှာတော့ယူလဲမောင်နှမ3ယောက်ကိုကူညီပေးဖို့ကြောင်းဖန်လာခဲ့ပြီးပါရမီရှင်တွေကိုသူ့လိုတာမယ်လူကဗာများကူညီနိုင်မှာလဲလို့တွင်းတွေကတကယ်လို့ညီမ3ယောက်ကအရှုံးနဲ့တွေ့သွားရင်သူ့လိုမျိုးပြောခံရမှာမလို့လားအကြောင်းတက်နိုင်တာနဲ့စွမ်းကိုကူညီပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဆုံးသူတို့ချင်းချင်းပိုသိအောင်လုပ်ဖို့ထမင်းတူတူစားဖို့လုပ်လိုက်ပါတယ်နေကိုပြန်လာတဲ့အချိန်မှာတော့ယူကဟင်းချက်နေခဲ့ကနေကိုမြည်ကြီးဖို့ပြောလိုက်ပေမဲ့ချက်ချင်းပဲညှင်းလွှတ်လိုက်ပြီးဖေမြောင်ကြီးနဲ့ရီချိုးနေခဲ့ကဝေစားလဲပြီးချိန်မှာလဲယူကစွမ်းကိုကြိုးစားပြီးချက်နေရမြင်တော့နေကိုကလည်းအရင်ကသူတို့ထိတ်တန်းချက်တွေရဲ့စားစာတွေကိုတော့မစားပဲကိုခန္ဓာကိုယ်ထဲကိုဝင်တဲ့ဟာကိုကိုဘာသာပဲကြီးကျက်စားနေခဲ့တာဖြစ်ပေမဲ့အခုချိန်မှာတော့စိတ်မထိနိုင်တာကြောင့်ကြည့်အောင်လေးပဲသွားကြည့်ဖို့လုံးနေချက်ယူကခန္ဓာကိုယ်အတွက်လုံလောက်တဲ့အာဟာရဓာတ်တွေကိုတေချာညီအောင်ချက်ထားအကြောင်းနေကိုလည်းသူ့အတွက်တီးတန့်ချက်ထားပေးရမယ်သဘောပေါက်ကချက်ချင်းပဲစားလိုက်ပြီးယူကလည်းကြောင်တစ်ကောင်ကိုတော့ရင်အောင်လှုပ်သွားနိုင်တယ်လို့ရုံးနေချိန်မီဝါကလည်းပေါ်ကနေတေးယုံနေခဲ့ပြီးယူကသူ့အတွက်လည်းချက်ပေးထားတယ်လို့ပြောတာကြောင့်မီဝါကချက်ချင်းပဲစပွဲထဲမှာဝင်ထိုင်လိုက်ပြီးစားနေခဲ့ကနောက်ဆုံးတစ်ယောက်ပဲကြံနေပြီးကာဇူကီကိုလည်းအသားရည်ထိန်းသိမ်းဖို့လိုအပ်တာတွေနဲ့ချက်ပေးထားတယ်လို့စွမ်းကိုပြောပေမဲ့ကာဇူကီကမာနကြီးနေခဲ့ကတာမန်လူချက်ထားတဲ့ဟင်ကသူနဲ့မလိုက်ဖက်ဘူးဆိုကညှင်းလိုက်တာကြောင့်နေကိုကပဲယူစိန်မကောင်းဖြစ်မှာဆိုတော့ကြောင့်သူစားပေးလိုက်မယ်လို့ပြောပြီးစားဖို့လို့ချင်ယူကအဲ့ဒါကိုဆိုင်ကယ်လိုရီတိုးကဘာတော့မှဖြစ်သွားလိုက်မယ်လို့သတိပေးလိုက်ကနေကိုကလည်းစိုးရင်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့ယူလဲနေကိုခုချိန်ကစားပြီးသူ့ထဲဝင်မှာကိုတေချာစောင့်ကြည့်ပေးမယ်လို့ပြောလိုက်တာကြောင့်နေကိုလည်းတွေးလုံပြီးချက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့ယူလဲကြာရတဲ့ချိန်ကာဇူကီကသူ့ရဲ့အစားအစာကိုမစားအောင်စဉ်းစားမရဖြစ်နေခဲ့ပြီးကိုယ်တိုင်ပဲနီလက်ချဖို့တွေးလိုက်ကတပတ်မှာတော့ကာဇူကီကသူ့ရဲ့ပရိသတ်ရင်းနဲ့ပြည့်နေချိန်ယူကရောက်လာပြီးအကဲပုံနဲ့ကာဇူကီတယောက်သူ့ကိုပြန်လဲကြည့်စေချင်တာကြောင့်ညတော်မိတ်ပဲစူးစမ်းထားကသူ့ဟာကိုကြိုက်စီရမယ်လို့ပြောလိုက်ပြီးအကုန်လုံးလည်းအထင်တွေလွဲနေတဲ့အချိန်ကာဇူကီကလည်းအိမ်ပြန်မှတွေးမယ်လို့ကျင်းလိုက်တာကြောင့်ဖန်တွေကလည်းပို့ပြီးအထင်လွဲသွားခဲ့ပါတယ်ဒီလိုနဲ့ယူလဲချင်းနေမဟန်တာကြောင့်နီကိုစီအကူကြီးတောင်းဖို့သွားလိုက်ပေမဲ့နီကိုကမနေ့ကကိစ္စကြောင့်နေခဲ့ကယူကလည်းလူရေးမသွားခဲ့ပြီးမီဝါစီကိုပဲသွားဖို့လှုပ်လိုက်ကမီဝါကခန်းထဲမှာတော့စာရန်တော်နေရကြောင်းပေါင်းသိနေတော့မရှိပဲတယောက်တည်းဖြစ်နေခဲ့ပါတယ်ယူကအိမ်မှာအများနဲ့ပြုံးနေပြီးကျောင်းမှာတော့တယောက်တည်းညိန်နေမီဝါကိုနေလက်စာတူစားဖို့ခေါ်ပေမဲ့မီဝါကညင်းလိုက်ပြီးအကြောင်းလုံးပတ်ပြေးနေရကြောင်းနှစ်ယောက်သားမောနေခဲ့ကယူကမီဝါကိုခန်းထဲမှာပါလို့တယောက်တည်းညိန်နေရလဲလို့မေးလိုက်တော့သူတို့ကအဆင်မတူတာကြောင့်ဖြစ်ကသူကဘင်းသုံးပါပဲလေလို့ပြောချင်ယူကလည်းနားလေကြောင်းနဲ့သူလည်းဘင်းသုံးပါပဲဖြစ်ပြီးအရက်အပုဆုံးစောင်းပွဲမဲ့အနည်းဆုံးနဲ့အားအနည်းဆုံးဖြစ်တာကြောင့်ဘေးကမီဝါကပါစိတ်ပြတ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ခါဇူကီကိုဘလို့နိုင်ရွက်မလဲလို့အကြံတောင်းမှန်းသိပြီးမီဝါကငယ်ငယ်ကခါဇူကီအမေကိုသူ့အတွက်ထိုးဟင်းလျက်ချက်ပြုတ်ခိုင်းပြီးအဲတော့ကတော်တော်ပြောနေကြောင်းပြောပြလိုက်ပြီးယူကလည်းမှညံရန်ကောင်းတဲ့မီဝါကိုချိန်နေခဲ့ပါတယ်အိမ်ပြန်တဲ့အချိန်မှာတော့ယူလည်းသူ့မိချက်ပေးထားတဲ့ဟင်းကိုစဉ်းစားနေတော့ခါဇူကီကပြန်ရောက်လာပြီးဘူးလဲသွားကမီဝါကကိုအပူချင်းကိုတိုင်းကြည့်လိုက်ချိန်ရှားနေမှန်းသိသွားပြီးခါဇူကီကဘာပြဿနာမှမရှိတာကြောင့်ယူမဆိုင်ဖို့ပြောနေပေမဲ့ကိုအပူကမီလို့ရဲနေရကြောင်းယူကအာဟာရဖြစ်အောင်ဟင်းချက်ပေးပေမဲ့လည်းစူညံနေရကြောင်းအကုန်လုံးအပြင်ထုတ်လိုက်ကအခန်းထဲမှာတော့ခါဇူကီကသူသာနေမကောင်းရင်လေ့ကျင့်လို့မရကြောင်းစိုးရိမ်နေပြီးယူလည်းထမင်းစားပြီးနှွေးထွေးနေရင်ဖျားချက်ချင်းပြကောင်းမှလို့တွေးထားပေမဲ့နေတိုင်းပို့တဲ့ဟင်းတွေကိုမစားတာကြောင့်ဒေါသထွက်ပြီးခန်းထဲကိုဝင်သွားချိန်ခါဇူကီကအားနေလွန်းတာကြောင့်ယူပေါ်လဲကျသွားခဲ့ကယူလည်းဒီတိုင်းသာဆိုရင်ဇက်တိုက်ဖို့ကူညီပေးမယ်လို့ပြောလိုက်ပြီးသူ့ရဲ့မိကနာမည်ကြီးဖြစ်တာကြောင့်လုံနိုင်စရာအကြောင်းမရှိဘူးဆိုကခါဇူကီကလည်းယုံပေးလိုက်ပြီးဆန်းလေ့ကျင့်တဲ့အချိန်အေးစာရုံးနေသလိုဖြစ်နေရကြောင်းချက်ချင်းနှင်ထုတ်လိုက်ကယူလည်းနောက်ရက်ပြန်လေ့ကျင့်ပေမဲ့မတိုးတတ်တာကြောင့်ပြန်နှင်ထုတ်ခံလိုက်ရပါတယ်ဒီလိုနဲ့ယူလည်းနေတိုင်းစူးစမ်းပေမဲ့ခြေနေကမထူးပဲဖြစ်နေခဲ့ကခါဇူကီကလည်းသူ့လိုပရိုလောကလည်းဒီလိုလွယ်လွယ်နဲ့ဝင်လို့မရကြောင်းတွဲနေပြီးအပြင်ထွက်ကြည့်ချိန်ပြင်းထန်စူးစမ်းနေတဲ့ယူကိုတွေးကနောက်တစ်သူလေ့ကျင့်တာကိုလာပြချိန်အရေးချင်းမရှိပေမဲ့စူးစမ်းမှုကိုတီးမှတ်ပြုတ်လိုက်ပြီးတကားလောက်စမ်းကြည့်ပေးလိုက်ချိန်ယူရဲ့နင်းနေညာလေ့ကျင့်မှုတွေကအရာထင်သွားကခါဇူကီကတော့တီးမှတ်ပြုတ်ပေးလိုက်ပြီးယူကလည်းနောက်ဆုံးမှတော့လုံနိုင်သွားတာကြောင့်ပျော်နေခဲ့ကရဲတွေပါကြာနေခဲ့ပါတယ်အဲဒီနောက်မှာတော့ခါဇူကီကဒီနေ့ကစယူရဲ့ဟင်းတွေကိုစားပေးမယ်လို့ပြောလိုက်ကတကူလောက်တောင်းဆိုဖို့လုပ်ပေမဲ့ပြောဖို့ချက်နေခဲ့ပြီးနောက်ဆုံးမှာတော့ကြီးများနေမှန်တီးသွားခဲ့ရင် episode 2လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ